Okay, ဒီနေ့တော့ Chronicles of Drunagor ဆိုတဲ့ game လေး unboxing လုပ်ပါမယ်။ဒီမှာရှိတာတော့ base game ရှိတယ်။ပြီးတော့ monster pack ရှိတယ်။ monster pack ကတော့သူအကောင်လေးပို့ပါတယ်။ enemy တွေပို့ပါတယ်။ပြီးတော့ hero pack ရှိမယ်။ base game ထဲမှာက5ကောင်လား4ကောင်လားမသိပါဘူးเนาะဒီမှာအပိုး10ကောင်ထိပါတယ်ဆို8ကောင်နဲ့ဒီနှစ်ခုကတော့ဒါပဲဆိုတော့မဖောက်တော့ဘူးဒီ base game ကြီးကိုဖောက်ပါမယ်ဒီကောင်ကတော့ just another campaign game ပေါ့နော်campaign game dungeon crawler ထုံးစံတိုင်းပဲ Gloomhaven နယ်လေးနည်းနည်းလေးတော့ဆင်တယ်ဒါပေမဲ့ဒီ light ဖြစ်တဲ့ဘက်ကတော့မတော် massive darkness ဆိုပါလို့ပြီးတော့campaign play ရမယ်ပြီးတော့သူ့မှာထူးခြားတာဒီ 3D terrain တွေပါတယ် 3D terrain ကပြောလို့ရှိရင်ဒီ Descent Fantasy Flight ကထုတ်တဲ့ Descent ပေါ့အဲ့မှာပဲတွေ့ရခဲ့တယ် gimmick ကမတန်ဘူးပေါ့နော်ဒီအားထုတ်ရတယ် 3D terrain ကပြနေရာလည်းအများကြီးပဲဒီကောင်ကတော့သူ့အနေနဲ့သူလှုပ်ထားရှိတယ် Okay ကဲဖွင့်ကြည့်ပါမယ်အရင်ပြရတော့ဒီက interaction ဒီလိုပါလို့ပါပဲကျွန်တော်ဆော်လာပဲကျွန်တော်တို့တစ်ခုကလို့ရှိရင်အမှ map တွေတစ်ဖြည်းဖြည်းနဲ့ပေါ်လာမယ်ဒီကတော့ enemy တွေတက်မှာပေါ့နော်အဲ့မှာသူ့မှာထူးခြားတဲ့တစ်ခုကအဲ့လိုနေတချို့နေရာရအောင် interaction လုပ်လို့ရတယ် interaction လုပ်ရင်ကဒီလိုဒီနေရာရောက်သွားလို့ရှိရင်အဲ့မှာ option တစ်ခုရွေးပြီးတော့ကြိုက်တာလုပ်လို့ရပါတော့ပြီးတော့မှအဲ့မှာဇလန်းကိုရွေးတဲ့ပုံမူတည်ပြီးတော့တစ်ခုခုဖြစ်မယ်ပေါ့ဒါပေမဲ့ lag ပါပဲနည်းတော့ကိုယ်ကလည်းရွေးနေတာပြီးတော့လည်းဖြစ်ချင်တာဖြစ်မဲ့သဘောရှိတယ်ပြီးရင်ဒီမှာ adventure book ကသူဒီscenario map တွေဘယ်လိုလုပ်စားဆိုလို့ရှိရင်ဒီ chapter ရှိမယ်ပြီးရင် map setup ဘယ်လိုလုပ်တယ်ဆိုတာရှိတယ် scenario တွေပေါ့နော်သူက adventure လို့ပြောတယ်ဒီမှာက scenario က20အောင်မပြည့်ဘူးထင်ပါတယ်ပြီးရင်ဒီကောင်ကပါလေဒီကောင်က rule book ကတော့တော်တော်လေးကိုထူတယ်စာရီလည်းအများကြီးပဲဒီ movement rule တွေပါရသူambiguous ရမ်းဖြစ်တော့ဒေတာရှင်းပြထားမှာရတယ်ဒါဆိုမှ terrain မှာlevel 3ခုရှိတယ်ဒီအောက်ဆုံးကနေ1နဲ့လို့သွားတာလဲဆိုတော့ movement rule တွေ attack rule တွေပြီးတော့ skill တွေလည်းအများကြီးရှိတယ် enemy movement တွေkeyword တွေမှာနည်းနည်းတော့မဟုတ်ဘူးဒါရင်ဒါတော့ map ပေါ့ map ကသူကနည်းနည်းမြင်ရခက်တယ်ဘာလို့ဆိုဒီ square အကြီးဒီ square ကြီးတစ်ခုမှာသူ၄ခုကိုထပ်ပိုင်းတာအဲ့ကောင်လည်းသူ range တွက်တာပေါ့နော် range 1ဆိုရင်ဒီကောင်ဒီဘက်အကွက်ကိုချလို့ရတယ်လို့မျိုးတွက်တာဆိုတော့သူကမမြင်ရဘူးအောက်က art ကိုတိကျမမြင်ရဘူးထင်တယ်ပြီးတော့ဒါကကျတော့ door တွေကဘယ်မှာတုံးလဲဆိုတော့သူကဒီစတင် setup map မှာဆုံးသွားလို့ရှိရင်အမှတကားဖွင့်လာလို့ရှိရင် map အသစ်ဘယ်လိုပုံမလဲဆိုတာဒီမှာရေးထားအဲ့ကနေပြီးတော့ဆက်ဆောအောင်ပေါ့ပြီးတော့ဒါကတော့ map tile အကြီး6ကွက်စာ
မဆိုလို့လိုပဲဒီမင်းကြောင်းတွေကအရန်ကိုထူပြီးတော့ဘာမှတိတ်မမြင်ရဘူးဖြစ်ကြည့်ရဒါကကြတော့ save sheet လာမလို့ဟုတ်တယ်ပြီးရင် start here like start here ကြတော့ဒီစာနဲ့အစားဆို tutorial သဘောမျိုးပေါ့နော်အဲ့မှာဟို NU ဘယ်လိုချရမလဲဘယ်လိုသွားရမလဲဆိုတာအကျဉ်းမျိုးလေးတင်ပြီးဒါ scenario အသေးလေးပေါ့အဲ့လေးကတခါလေးတန်းပြီးသူပြထားတဲ့အတိုင်းလုပ်ပြီးတော့စော်လို့ရတယ်ဒီကိုဖတ်ပြီးတော့ဒါကြောင့်ဒီ room token တွေထည့်တာ token တွေထည့်ပဲပြီးတော့power လို့မယ် punch လုပ်ဖို့ညာပြီးဒါတွေကကြတော့ဟို darkness token လို့ခေါ်တယ် sorry darkness tile တွေ darkness tile တွေကသူက round around ပြီးတိုင်းမှာအဲ darkness တွေကဒီမြေပုံအုပ်မှာတဖြည်းဖြည်းနဲ့အုပ်မှာအဲ့ဒါအများကြီးဖြစ်နေမှာဆိုတော့အဲ့ဒါကြီးကတော်တော် annoying ဖြစ်တယ်အဲ့ပေါ်တက်လိုက်ရင်သွေးရော့တာဘာလို့ဖြစ်တယ်ပေါ့နော်မကောင်း enemy အတွက် insert လေးလာတခုချင်းစီသေးချာလောက်ပြတာပဲဘယ်လိုထည့်ရမလဲဆိုတာကတော့ပြီးပေါ့နော်ဒီမှာဆိုဘာမှမပါဘူးရင်ဒီထဲမှာပါလို့ဆိုဒါက item လေးချင်တယ်ဒါက wandering more storage ပြောတော့ရောဒါ treasure chest ပေါ့ chest ကလည်း item တွေထွက်တာဒီမှာ skill တွေဖြစ်သွားတယ်ဒါလည်း item တွေပဲချင်တယ်တဘူးရှိသေးတယ်ဘူးလည်းကတ်တွေပဲဆိုနီးကတော့ပြောပြရင်ရှည်ဝါမှာဆိုဖီဟိုဝိုင်ထွက်လာတယ်ဖီဟိုဘုတ်တွေထွက်လာတော့ပြောပြလိုက်အောင်ဒါလည်း skill တွေ level တက်သွားလို့ရှင် skill အသစ်တွေပွင့်လာတော့ဘုလို့ဒါက player base တွေဟော mini base တွေဒါလေးပါသေးတယ်ဒါ two tiles ပဲပါဒီကောင်ကအခုနက punch boat တွေထဲမှာတုံးကင်လေးအများကြီးပဲအဲ့ဒါတွေဒီမှာအကုန်ပြန်စီရမှာတော်လှုပ်ရှုပ်နေပြင်မှာဒီကဒီ game ရဲ့အသက်ပေါ့နော်ဒီ game ရဲ့ဘယ် game နဲ့မှမတူတဲ့ထူးခြားတဲ့but another dungeon crawler ပဲပြင်အစားလုံးတွေခောက်ပြီးတော့စစ်တိုက်မယ်ဟိုလင်းလူတွေကိုချမယ်အဲ့ဒါပဲဒါပေမဲ့သူကကြတော့ဒီမှာ cube လေးတွေရှိတယ်အဲ့ကိုမှ cube လေးတွေကိုဒီပေါ်တင်သူမှဒီ gloomy ဖြစ်နေလို့ကတ်တွေလည်းမပါဘူးပြီး answer သီးသန့်လည်းမဟုတ်ဒီပေါ်ကဒီပေါ်မှာ yellow ဆိုရင် yellow cube တင်ပြီးရင်ကိုမှ cube limit ရှိမှာပေါ့နော်ပြီးရင်အားရဟာကိုလို့မှာ attack ဆိုမှာဒါ attack နဲ့ပတ်သက်တဲ့ skill တွေကအဆုံးရှိတယ်သူနဲ့သက်ဆိုင်တဲ့အကြောင်း cube တွေကိုသုံးပြီးတော့လုပ်အောင်ဒီ item တွေမှာဆိုလည်းခုနပြထားလို့ပဲ item နဲ့ skill တွေမှာဆိုရင်လည်း cube တွေရှိတယ်အဲ့တော့အဲ့ဒီကောင်ကတော့နည်းနည်းထူးကြတယ်ပြီး cube တွေကုန်သွားလို့ရှိရင်cube တွေပြန်ယူလို့ရှိရင်သူကဒီမှာအမဲတုံးလေးတိုင်းအောင်ပြီးလာပိတ်သွားမှာသူတဖြည်းဖြည်းနဲ့ option တွေကနည်းနည်းလာမှာအဲ့ဒါကိုပြန်ပြီးတော့ဖယ်တဲ့ဟာတွေရှိတယ်အဲ့လိုမျိုးဒါဒီကောင်ကျတော့ဒါဟို enemy ကိုသွေးတွေပါမှတ်တယ်သွေးမှတ်တယ် enemy HP ပေါ့နော် enemy HP မှတ်တယ် enemy ကလည်းကာလာတယ်နော်မှတ်ပြပါတယ် enemy base တာပြီးရင်ဒါတော့ခုနကပြတာ darkness style တွေထည့်ဖို့ဒါလည်းအကြီးပဲ
လူပြန်ထည့်ရပြီး mini quality တွေကြည့်ကြည့်မယ် mini quality တွေကဆရာကြီးသူကစိုးတော့မစိုးရဒါပေမဲ့နည်းလေးဖြစ်တယ် massive darkness လောက်တော့ detail မကြောက်ဘူးပြောလို့ရဒါပေမဲ့အရင်မသိတာဘူးသူကလည်းသူလက်ခံနိုင်တဲ့အတိုင်းတာရှိတယ်ဒါကြီးက big boss ကြီးပေါ့နော် main game boss ကြီးအကြီးပဲသူကအကြီးဆုံးပြင်တော့ enemy တိလေးရှိမယ် enemy တိလေးရှိမယ်ပြီးဒီကောင်တွေကတော့ဒီကောင်တွေကကြတော့ဒါ hero တွေဖြစ်မယ်ပုံစံတူတွေကတော့အဲ့ဒါကြောင့်လေ massive darkness ကတော့တူနေပြန်သူ enemy တစ်မျိုးကို၄កောင်5កောင်4កောင်ကြီးရှိအဲ့တော့အဲ့မှာလည်းအဲ့လို enemy တွေကအများအား random ထွက်တဲ့ကောင်ထွက်မှာအဲ့တော့အဲ့မှာ repetitive ဖြစ်တယ်လို့တော့ပြောကြတယ် scenario တွေတစ်ခုနဲ့တစ်ခုနဲ့နည်းနည်းဆင်တယ်ပေါ့နော်ဒီ enemy တွေပဲထွက်ပြီးဒီ enemy တွေပဲချနေတာဆိုတော့ဒါဘာလဲမသိဒါက map လုပ်ဖို့ထင်တယ် map လုပ်ဖို့ကခုနပြောလို့ level တွေလုပ်ဖို့ကဒီကောင်တွေကိုသုံးရမှာဒါဆိုလို့ရှိရင် level 2ခုဒီကောင်တွေကဘာမှထည့်လို့လည်းမရဘူးထင်တယ်အဲ့ဒီပေါ်ခုနmap tile တွေတင်ရမှာပြီးတော့ဒါကတော့ rank နည်းနည်းမြင်တဲ့ monster တွေခုန enemy box ထဲမှာအဲ့လို enemy ထပ်ပါတယ်ထပ်ပြီးမတူရဘူးเนาะအဲ့တော့ new level ဒီတော့မြင်အောင်ပြီးတော့ hero box ထဲမှာလည်းစကီးမတူတဲ့ hero တွေပါအဲ့တော့ဒါပါပဲဒီမှာပြီး cube ကိုထုတ်ပြီးပါတယ်ဒီမှာပဲ skill cube တွေ skill cube တွေက level မြင့်လာလေလေ cube တွေကလည်းများလာလေလေဟေးကဲအဲ့ဆိုဒါပါပဲကုန်ပါပြီ